Hello ကျွန်မကတော့ကိုမငါလာရှိပြီဖြစ်တဲ့ mem တို့ပြီလေးပေါ့နော်။လာမပြေခင်မှာတလားကြော်လောက်မှာပေါ့နော်။မွေးမဲဆရာဝန်လေးပြခဲ့ပါတယ်။ပြပြီးတော့ဆရာဝန်နဲ့ကြားရေးစီပြီးတောက်တယ်။ဟိုနေရဆိုတော့ရက်ွက်ဆရာမကိုလေးပြရပါတယ်။ဒီလာပြည့်ရဲ့ချိန်မှာပြခဲ့ပါတယ်။ပြပြီးတော့မှဦးဆုံးကောက်ွယ်စေထိုးတယ်။စစ်စစ်ဆရာရှိရလေးကိုလည်းသူကစစ်ပေးတယ်ပေါ့နော်။ပြီးတော့လိုအပ်တဲ့စီဝါလေးကိုလည်းသူကထပ်ပေးတယ်။နောက်တစ်လားဆိုရင်ကျွန်မဒီနောက်ကောက်ွယ်စေသလုံးထပ်ထိုးအောင်မှုရှိတယ်။ပြီးတော့ဂျားထဲမှာလည်းဆရာမအချိန်နဲ့ရက်ချိန်နဲ့သွားရတယ်ဆရာပြည့်ရဲ့ရက်ချိန်နဲ့လည်းအဲ့လိုမျိုးပြရတာရှိပါတယ်ဒီ9လထဲမှာပေါ့နော်ကျွန်မအတွက်သိထားလာတာတော့လေကလေးလေးလှူရှာမှုလေးကိုတတိတသားကြီးတတိထားမိရပြီးတော့နည်းနည်းမပေါ့မပါလေးဖြစ်လာတယ်ပေါ့နော်ဒါတော့တတိထားမိပါတယ်ပြီးတော့ဒီဆရာပြည့်တက်ချင်ရဆိုလို့ရှိရင်တော့ကျွန်မ9လပဲအကုန်လုံးတော့ပြောထားတယ်နောက်ဆုံးမရသေးတော့တခြား result တော့မဟုတ်သေးဘူးပေါ့လေဒီကျမလိုပဲ9လပဲမှာမွေးမေမေရှိလား kitchen cleaning လုပ်ရင်းနဲ့ကျမရဲ့ pregnancy journey လေးကိုပြပြလိုက်ရပါတယ်အားလုံးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးပါ